Ok, alo mình là ba, cho nó ra sát lạnh quý tụ ba. Thì đây là hình này là đó. Đó là cái đứa sát sao tầm yêu khi được hà đấy, chắc cái bạn lại nó dòng liền dễ nhà vậy. Nhà này cho nó vui đấy. Đó là đó, chắc cái son chân dậy. Ta bị nó chủ đề qua đó, thì đây là tất cả bài và chẳng mình có thể sát biệt như gì nó. Chắc cái giống là sao bây giờ nó mới chỉ lại hà bè bia ba về rồi cái này xây nè cái này bây giờ cho mà nó cái này là cho ta đâu đi chết gì thì tôi đi alo mày ta ra vào làm cái nhà nó sao làm nó cái đó một cái ít đi nè nó không nè现在是吧现在也能是吧也有是吧也对面是吧这有东西啊cho có nào这个人现在3年行吗？这个，这个不个，到了6年没呀，不少是吧？还有你们呢？现在对嘛？人现在年了嘛好苦，10年了嘛，10年了呢，现在伢子的，现毕业啥了？这边里呀，你1年吧，他考没？这边啊，我阿包眼里啊，这年来是呀，主要这样大家一里边是的。然后这个呗，1米呢。这个呢，在那这个包包，这个呢，这边还这个包包，个飞流卡，好嘞。没来的。不话嘞，这大人嘛，我不比那难里啊，没有不的。我讲哪呗？不是那这大人嘛不好不，ဒီခရညင်သီးမှာပဲလူစီနန်နဲ့ဝင်တယ်။ညင်သီးကပြပြပြမှာကတင်းနေနေနဲ့လေလူစီနန်လေးကတစ်မျိုးလေးပဲ။လူစီနန်တက်တဲ့လူဆိုတော့အဆင်ပြေတဲ့ဟင်းနေ။ဟာတော်ကောင်းတယ်။သူကတော့အိန္ဒိယစာဆိုတော့လေနည်းနည်းလေးတော့အသက်ကလေးရှိတယ်။ညာအဆက်ပြင်းပြင်းဒါနည်းနည်းလေးပိုဆက်တယ်။သူရကြသားလေးရကွာနူးနူးလေးနဲ့အိအိလေးစားရတာလည်းအဆင်ပြေလို့ခံစားရတယ်။ဘဆလာရဲ့အနံ့ရဲ့ဦးစီနံရဲ့အနံ့ရဲ့သူကအဲ့နှစ်ခုတွေ့ထားတဲ့နေရာမှာအဲ့နှစ်ခုရဲ့ဈာအနံ့ရဲ့နည်းနည်းလေးပြောင်းသွားတဲ့အနံ့လေရတာကတော့နည်းနည်းလေးပတ်တာပေါ့နော်သူကရာသီဥတုနဲ့လည်းဒီချိန်မှာအရာမိုးကလည်းရွာလေးဆိုရာသီဥတုနဲ့လည်းနဲ့ကိုက်နေတယ်ဒီနေ့တက်ကလည်းဟင်းကနှစ်ခွက်ထပ်ဆိုရင်တော်တော်လေးကိုစားတာနေနေလို့ခံစားရတယ်ဒီကစုံရကလေးရတယ်ပိန်းပြီးတော့လေကျွတ်နဲ့နောက်ချွဲလေးစားရတာလေးကောင်းတယ်
တရုတ်ကအိန္ဒိယဆိုတာတက်ကပတ်နဲ့တောက်တဲ့จะตาหิ้งโอ้ရိုးလေးပဲချက်သားရတာပြင်းသွားတယ်ဒီဆိုလူမျိုးတစ်ခါတလေကြားတယ်တက်ကပတ်လည်းပဲကြောင်းချက်ကြီးပါလားသားကောင်းတယ်တော်တော်လေးလေဒီချိန်မှာရာသီဥတုနဲ့လည်းကိုက်လာတာဟုတ်အဲ့လည်းပါတော့သူကသားရမှာပါဦးစီးနဲ့အနက်ဝင်နေရဖြစ်တဲ့တော့ကြောင့်ခေါ်လို့ဦးစီးနံစားတဲ့လူတော့အဆင်ပြေတယ်မစားလူကြရင်လည်းနည်းနည်းအနက်ထွက်တယ်လို့ခံစားလိုက်တယ်ဒါထားကောင်းတယ်ခင်ဗျာကဲကျွန်တော်နောက်တစ်ခါထပ်ဆက်ပါဆိုတော့ကျွန်တော်ရောက်တော့လာရင်နော်အဲ့မှာဒီတိမှညာ